ဒီဟိုတယ်လေးကိုမနှဲရှာလိုက်ရတယ်တညမှ$80ဆိုတော့ကြည့်ရတာမစိုးပါဘူးThe Hotel Marriott ကနေပြီးတော့လုပ်ထားတာ Loft ဆိုတဲ့ A Loft ဆိုတဲ့ hotel ပေါ့နော်အဲ့တော့သူ့ရဲ့ဟိုဘက်က hotel ကိုတွားပြီးတော့ check in လုပ်မိတယ်သူကဒီဘက်ကိုလာပါတဲ့ဆိုမစိုးလို့ထင်တာပဲကြည့်တာပေါ့80 Orlando Florida မှာ$80နဲ့ဆိုတာဒါဘယ်မှာမှ$80နဲ့မရအောင် day in လို့ပါတော့135ကျပ်ဒီပါတယ် Let's go မနေ့က Discovery Cove သွားမယ်Discovery Cove ဘယ်သူသွားမလဲဒီမှာ2ရက်နာရမယ်ပေါ့နော်ဒီမှာ1ရက်နောက်နေ့1ရက်ပြင်ပြန်မယ်အော်ဒီမှာကြည့် Uber တွေပါတယ်တဲ့လားရှိရနော် Let's goချစ်စရာလေး security ကောင်းတယ်ချစ်စရာလေးကသူ့ဘာလေးနဲ့ဟာနဲ့ဒီမှာဒါတွေက breakfast to lunch တွေပေါ့နော် she healthy option ဒါဒီမှာဘာ4 to 11ဖွင့်တယ်တဲ့213ဆိုတာသူကဟိုဘက်က Element by Marriott နဲ့သူကလည်းတွဲနေတယ်သိလားဒီမှာ gym တွဲနေတာနှစ်ခုအတွဲလေးကဲ let's go ဒါတခါမှမတဲဘူးတဲ့ hotel surprise I mean, that would have been my address and phone number. 213တဲ့တန်းငယ်လားတန်းငယ်ရှာတတ်တယ်213ဆိုဘယ်ဘက်သွားမလဲ left လား right လားတစ်ချက်ကြည့်213တစ်ချက်ကြည့်လေလာဟိုး80 hotel မိုင်းလိုက်တာ What in the Sea World This is Sea World မှာရှိတယ်Oh Sea World နားနဲ့5 minutes ပဲရှိတယ်Whoever comes to SeaWorld, come this hotel, man. It's only $80 for this whole room. Ah, look at the mirror. What in the world? Oh, dang it. Loft ဆိုတဲ့အတိုင်းပဲ loft ပုံစံလေးနော်လောက်ထားတာသိလား။ dang it မိုင်းလိုက်တော့မင်းတို့ 2 nights တောင်နေမှဒီမှာ Oh, love it. dang it ကြိုက်လား Only $80. I can't believe it. And the service is phenomenal. You get the dali and Big muscles. Be the coffee or not. The microwave box. Microwave machine. ဒီနေ့က26ရက်နေ့ဖြစ်သွားပြီနောက်ဆုံးနေ့ဖြစ်သွားပြီ Discovery Cove နောက်ဆုံးနေ့ကအမြဲအရန်မိုက်ပြီးတော့အရန်ဘယ်သွားကြဟိုညီဖွားနေနောက်ဆုံးနေ့ကအမြဲတမ်းအမိုက်စားအကောင်းဆုံး relaxing လာဒီ hotel လေးကမိုက်တယ်သူက A Loft ဆိုတဲ့ hotel လေး facility အပြည့်ပဲဒါမှ80ပဲပေးရတယ်တညမှာဒီကသူကဘောလုံးပဲကြည့်လို့ရတယ်ဘောလုံးပဲပဲဒါပါတော့ကိုရီးယား style နဲ့နေဆက်တယ်လေကိုလိုချင်တာရှိတယ်ဒီမှာ complimentary အေးမူးရနေရတယ်ဒီပေအတွက်ဒါမမေ့အတွက်ဒါဖပွားအတွက် Discovery Cove မှာလည်း breakfast ကျွေးလိုက်မှာဒါနည်းနည်းစောနေခါတိုင်းဆိုရင်မနက်စောမထနိုင်ဘူးတင်တယ်အခုကမိနစ်30လောက်စောပြီးနော်ဒါဖြစ်ပြီโอเคနေရဒီဘက်ကထွက်တယ်နော်မလို့ပါဘူးစုတွေတော့ရှိတယ်ဒါပေမဲ့ဒီလိုမျိုးဟာတွေကြတော့ကိုယ့်အကူယူသွားတာကောင်းမှထင်တယ်မသိဘူးတစ်ခါမှမရောက်ဘူးကြည့်တာပေါ့ဓာတ်ပုံလေးပေးဟာလားဘန်းငယ်ကဓာတ်ပုံလေးပေးရတော်တယ်မကြည့်ဒါ Florida မှာပါဒါ Orlando ရောက်နေပြီ Orlando မလေး launch နာမည်ကလည်း WHYZ launch တဲ့ဒီ hotel လေးကနော်မစိုးနာလားနော်ပတ်စံလည်းတိတ်မပေးရဘူးဒါပေမဲ့မိုက်တယ်မမေတို့လိုအပ်တာတွေအကုန်ရှိရယ်မမေတို့ကဈေးကြီးတာတွေတဲနေကြဆိုတော့ဒါလေးကိုအထင်သိမ်းမိတာဒီ hotel လေးနဲ့ Discovery Cove ကကြည့်ပါဦးလမ်းရှောင်ရင်73မိနစ်ကားမောင်းရင်3မိနစ်တနေ့နေ့လေးနော်ဒီတဲ့ hotel ကဒီ hotel နဲ့ဟိုတစ်ဆက်တည်းဖြစ်နေတယ် Element Hotel နဲ့ဘေးချင်းကိတ် Element Hotel လမ်းမကြီးရဲ့ပထမအဆုံးနေရမှာဒီကနေဝင်လာရင်သူ့ hotel ပြီးရင်ကိုရီ hotel ကသူ့ဖင်နောက်က hotel မှာတစ်ခုကဆက်နေတို့ယူနီဖောင်းဒီဘောမရှင်တူတွေနဲ့မလေးအထုပ်တွေပါထမ်းမပြေးတာတော့ထုတ်တွေပါထမ်းမပြေးဘလုံးကြီး